ဒီနေ့ Greenland မှာဖြစ်နေတာတွေကရုရှားနဲ့လည်းမဟုတ်ဘူးတရုတ်နဲ့လည်းမဟုတ်ပါဘူးမဟာမိတ်ချင်းစစ်ရေးအန္တရာယ်ဖြစ်လာစေနိုင်တဲ့ပထမဦးဆုံးကြိမ်ဖြစ်ပါတယ် Greenland ကို American အပိုင်ရယူမယ်လို့ Donald Trump ပြောဆိုမှုတွေကြောင့်ဥရောပနိုင်ငံတွေကြားမှာမကြုံဘူးသေးတဲ့တင်းမာမှုတွေဖြစ်ပေါ်လာနေပါတယ်ဒီဗီဒီယိုမှာတော့ Trump ရဲ့ Greenland ပေါ်ရည်ရွယ်ချက်အမှန်နေတိုးမဟာမိတ်ဖွဲ့ကြီးပြိုကွဲသွားနိုင်ရရှိသလားဂျာမနီပြင်သစ် UK တို့ဘာကြောင့်စစ်တပ်တွေပို့လာရတာလဲရုရှားနဲ့တရုတ်တွေအတွက်ဒီခြေနေကအခွင့်အရေးလား Greenland ရဲ့တရားစားတာနဲ့ကမ္ဘာနည်းပညာအနာဂတ်စားတဲ့အချက်တွေကိုနည်းနည်းဆိုင်ဆိုင်သုံးသပ်တင်ဆက်ပေးထားပါတယ်နေတိုးရဲ့ပုံမှန်9ကအလုံးလုံးနေသေးသလားမဟာမိတ်ချင်းစစ်ရေးထိပ်တိုက်တွေ့နိုင်သလားဆိုတာတွေကိုအဆုံးထိကြည့်ပြီးမိတ်ဆွေတို့အမြင်ကိုcommentမှာမျှဝေပေးကြဖို့တောင်းဆိုပါရစေကျွန်တော်တို့ရွှေရမှာကုလို့စစ်ဖက်ဆိုင်ရာကြောင်းအများစစ်တပ်နဲ့ပစ္စည်းများအပြင်အခြားသောဘူရဆိုင်ရာကြောင်းအများကိုရှာဖွေစုစည်းတင်ဆက်ပေးနေတဲ့ကိုပြည်ဆိုပဲဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ Greenland ကိုအပိုင်သိမ်းမှုတွေပြောကြားလာလို့ရှိလာတဲ့နောက်မှာတော့ဥရောပနိုင်ငံများကြားမှာကိုယ်လဲမှုတွေရှိလာမလားဆိုတာစောင့်ကြည့်ရမယ့်အခြေအနေတစ်ခုဖြစ်လို့လာနေပါပြီ။ Greenland ဆိုတာကတော့ကမ္ဘာမှာအေးဆုံးနဲ့ရေခဲတွေဖုံးနေတဲ့နေရာတစ်ခုဖြစ်ပြီးနေထိုင်သူဥယျာဉ်နေပါတဲ့နေရာတစ်ခုပါ။ဒီနေ့ဒီချိန်မှာတော့အဆိုပါနေရာနဲ့ပတ်သက်ပြီးမဟာမိတ်နိုင်ငံတွေကြားသဘောထားကိုယ်လဲမှုတွေကနေတဆင့်စစ်ရေးပဋိပက္ခတွေအဖြစ်ကိုပြောင်းလဲသွားနိုင်လောက်တဲ့အထိအန္တရာယ်များနေကြတာပါ။တကယ်တော့ဒီပြဿနာဟာအဆိုပါနေရာရဲ့ပထဝီအနေအထားကြောင့်လည်းဖြစ်တယ်လို့၎င်းရဲ့သဘာဝအရင်းမြစ်တွေကြောင့်လည်းဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်တို့အနေနဲ့လက်ရှိချိန်မှာ၎င်းတို့ရဲ့မဟာပြိုင်ဘက်တွေဖြစ်ကြတဲ့ရုရှားဒါမှမဟုတ်တရုတ်တို့နဲ့ရင်မဆိုင်ရခင်၎င်းတို့ရဲ့မဟာမိတ်ချင်းစစ်ရေးပဋိပက္ခတွေတက်ရောက်နိုင်တဲ့အချိန်ထိရင်ဆိုင်ရဖို့အနေအထားရောက်ရှိနေတယ်လို့ပြောရမှာပါ။ Donald Trump ကတော့ Greenland နဲ့ပတ်သက်ပြီးတန်တမန်နီးနဲ့မရရင် PR ပေးတဲ့နီးနဲ့ရယူသွားမှာဖြစ်ပြီး၎င်းတို့နေတဲ့ Greenland ဟာပရဝီနိုင်ငံရေးအရာကြီးပါကြောင်းအဆိုပါနေရာကို၎င်းတို့မသိမ်းပိုင်ရင်ရုရှားဒါမှမဟုတ်တရုတ်ကသိမ်းပိုက်သွားမှာဖြစ်ပြီး၎င်းတို့နေနဲ့ဒီလိုအဖြစ်ခံမှာမဟုတ်ဘူးဆိုတဲ့စကားလုံးတွေကပြောပါနိုင်ငံတွေအတွက်စိုးရိမ်စရာအခြေအနေဖြစ်လာစေခဲ့တာပါဒီကနေ့မှာတော့ဆိုပါဒေတာနဲ့ပတ်သက်ပြီးကမ္ဘာနိုင်ငံရေးပြောင်းလဲတွေကနေတိုးမဟာမိတ်ကြီးကိုပြိုကွဲသွားနိုင်အောင်တဲ့အထိဖြစ်သွားစေနိုင်လားဆိုတာသုံးသပ်တင်ဆက်ပေးတော့မှာဖြစ်လို့စိတ်ပါဝင်စားသူမိတ်ဆွေများအနေနဲ့အဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့တောင်းဆိုပါရစေ2026ခုရဲ့နှစ်စပိုင်းမှာတော့ဥရောပနိုင်ငံတွေနဲ့ကမ္ဘာနိုင်ငံရေးအတွက်မမျှော်လင့်ထားတဲ့ပထဝီနိုင်ငံရေးချင်းချောင်းမှုအနေနဲ့တခုနဲ့စတင်လာတယ်လို့ပြောရမှာပါသမ္မတဒေါ်နယ်ထရန့်ကတော့သူ့လူချင်းအားကိုပေါ်ထင်ထင်ပြောကြားတတ်သလိုမဟာမိတ်တွေနဲ့တန်တမန်ရေးနီလန်းတွေကိုတောင်ကြုံမဆိုင်ပဲ Greenland နဲ့ပတ်သက်တဲ့သူ့ရဲ့ရည်ရွယ်ချက်တွေကိုပေါ်တင်ပြောကြားလာခဲ့ပါတယ်။ Greenland နဲ့ပတ်သက်ပြီးထရန့်ပြောကြားလိုက်တဲ့စကားတစ်ခွန်းကြောင့်တန်တမန်ရေးဆွေးနွေးမှုတွေနှောင့်နှေးသွားတဲ့အပြင်ဒါမဟာမိတ်နိုင်ငံတွေကြားတင်းမာမှုတွေနဲ့ရှုပ်ထွေးမှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ပြောရမှာပါ။ဥရောပနိုင်ငံတွေအနေနဲ့ Greenland နဲ့ပတ်သက်ပြီးသမ္မတထရန့်ရဲ့ပြောဆိုမှုတွေကိုပြန်လည်တုံ့ပြန်ပြောဆိုနေကြတာကိုလည်းတွေ့ရပါတယ်။နေတိုးဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ဥရောပရဲ့အင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ဂျာမနီ၊အီတလီ၊ပြင်သစ်၊ပိုလန်ပါဝင်စပိန်နဲ့UK ခေါင်းဆောင်တွေကဒိမန်အစိုးရနဲ့အတူပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ဒါဟာသမိုင်းမှာပထမဦးဆုံးချိန်နဲ့၎င်းတို့ရဲ့မဟာမိတ်ဖြစ်တဲ့အမေရိကန်စီကဖြစ်လာနိုင်ခြေရှိတဲ့ကျူးကျော်မှုတွေကိုတားဆီးဖို့အတွက်သူ့ရဲ့ကာကွယ်ရေးအစီအစဉ်တွေကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်။ဂျာမနီနဲ့ပြင်သစ်စတဲ့နိုင်ငံတွေဟာသူတို့ရဲ့မဟာဗျူဟာရုရှားရန်ကိုကာကွယ်ဖို့အတွက်အဓိကဆုံးမိတ်ဆွေဖြစ်တဲ့မဟာမိတ်ကြီးအမေရိကန်ရဲ့စစ်ရေးကျူးကျော်မှုတွေကိုကာကွယ်ဖို့ပြင်ဆင်နေကြတာပါ။ဒီအခြေအနေကိုအမေရိကန်ရဲ့ပင်တဂွန်စစ်ဌာနချုပ်ကြီးကတော့အံ့ဩခဲ့ရသလိုဘရာဇီးမှာလည်းအခြေအနေကိုစိုးရိမ်တကြီးစောင့်ကြည့်နေကြပါတယ်။စူပါဒေတာရဲ့တဘာဝရင်းမြစ်ကြွယ်ဝမှုပထဝီနိုင်ငံရေးအနေအထားတွေနဲ့ဥရောပနိုင်ငံချို့ရဲ့တရုတ်နဲ့မဟာမိတ်ဖွဲ့မှုတွေကြောင့်နေတို့ရဲ့ပုံမှန်9ဆိုင်ရာပြဋ္ဌာန်းချက်တွေအားလုံးကအခုချိန်မှာတော့ဆွေးနွေးစရာဖြစ်လာစေခဲ့ပြီးအခြေအနေတွေကတော့ Trump ရဲ့ပြောဆိုချက်တွေအတိုင်းဖြစ်လာဖို့လွယ်ကူမနေပါဘူး။ရုရှားနဲ့တရုတ်အပါအဝင်ဥရောပနိုင်ငံတွေက Greenland ပေါ်မှာနိုင်ငံရေးနဲ့စစ်ရေးအစီအစဉ်တွေကိုစတင်နေကြပါတယ်။ဒီဖြစ်စဉ်တွေအကုန်လုံးက Donald Trump ရဲ့ပြောစကားပေါ်ထွက်လာပြီးတဲ့နောက်ပိုင်းမှာဖြစ်ပေါ်လာခဲ့တဲ့အခြေအနေတွေပါ။ Donald Trump ကတော့၎င်းရဲ့မဟာမိတ်နိုင်ငံတွေပေါ်တန်တမာရေးရာလုပ်ငန်းစဉ်တွေနဲ့ကျင့်ဝတ်တွေကိုကျော်လွန်ပြီး Greenland နဲ့ပတ်သက်တဲ့သူ့ရဲ့ရည်ရွယ်ချက်လို့ပြောလို့ရမယ်။သူ့ရဲ့ချင်းချောင်းမှုတစ်ခုကိုပေါ်တင်ထုတ်ပြောဆိုလိုက်တာပါ။ Donald Trump ကကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတစ်ခုခုလုံးပါပါ။ဒါကလွယ်ကူပြောပြောင်းတဲ့နီလန်ဒါမှမဟုတ်မလွယ်ကူတဲ့ခက်ခဲတဲ့နီလန်တစ်ခုခုနဲ့ပေါ့ကျွန်တော်တို့အနေနဲ့ကတော့အဆင်ပြေသဘောတူညီမှုရမယ်လို့မျှော်လင့်ပါတယ်။ဒါပေမဲ့မျှော်လင့်သလိုဖြစ်မလာရင်တော့ခက်ခဲတဲ့နီလန်300မှာပဲဆိုတဲ့ Trump စကားတွေကြောင့်နှစ်ပေါင်းများစွာလက်တွဲလာခဲ့တဲ့မဟာမိတ်နိုင်ငံတွေကြားပြုတ်ကွဲမှုဖြစ်ပေါ်လာနိုင်တဲ့အထိအန္တရာယ်များလာပါတယ်။အဆိုပါဒေတာကိုအမှန်တကယ်ပိုင်းနဲ့ဒိမန်နိုင်ငံရဲ့တုံ့ပြန်မှုတွေကိုလည်းကမ္ဘာကစိတ်ဝင်စားစောင့်ကြည့်နေပြီးအခုချိန်မှာတော့အဆိုပါဒေတာမှာတစ်ခါမှမမြင်ဘူးသေးတဲ့စီးရေးလှုပ်ရှားမှုတွေကိုမြင်တွေ့လာရပါတယ်။2026ခုနှစ်ဇန်နဝါရီလ14ရက်မနက်ပိုင်းမှာတော့ပင်တဂွန်အတွက်အင်အားတင်စာတွေကစတင်ခဲ့ပါတယ်။ဂျာမနီနိုင်ငံအနေနဲ့အဲ resort လို့ခေါ်တဲ့စီးရေးလှုပ်ရှားမှုတစ်ခုအနေနဲ့ Greenland ကို၎င်းတို့ရဲ့စစ်တပ်စီးလုပ်ဖို့ဆုံးဖြတ်ခဲ့ပြီးဒါဟာဒုတိယကမ္ဘာစစ်အပြီး၎င်းတို့ရဲ့အကြီးဆုံးစီးရေးလှုပ်ရှားမှုလို့ပြောရမှာပါ။ဒါပြင်ဂျာမနီအနေနဲ့တာမန်လုပ်ငန်းစဉ်တွေအတွက်တာမကအမြဲတမ်းအာတိတ်ဒေသရဲ့လုံခြုံမှုစစ်စင်ရေးအတွက် Eurodrone စနစ်တွေအပါအဝင်
အခြားသောစစ်ဘက်အခြေခံအဆောက်အုံတွေကိုပါတိစောက်ဖို့ထိရည်ရွယ်နေပါတယ်အခုလိုလှုပ်ရှားမှုတွေမှာဂျာမနီနိုင်ငံနဲ့မဟုတ်ဘဲမကြာသေးခင်ကမှနေတိုးအဖွဲ့ဝင်ဖြစ်လာတဲ့ဆွီဒင်နိုင်ငံကလည်းအဆိုပါဒေသကို၎င်းတို့ရဲ့စစ်အင်အားတွေပို့ဆောင်ခဲ့ပြီး Greenland ဒေသနဲ့ကိုင်းညီစေမဲ့အာချာအမြောက်စနစ်တွေအပါအဝင် CV-19 ကားတွေကိုပါစေလွှတ်ပို့ဆောင်ခဲ့ပါတယ်အင်္ဂလန်တို့ကလည်း၎င်းတို့ရဲ့ရေတပ်စစ်သင်္ဘောတွေနဲ့တိုက်လေယာဉ်တွေကိုစေလွှတ်ဖို့စီစဉ်နေပြီးပြင်သစ်တို့ကလည်း၎င်းတို့ရဲ့စွမ်းရည်မြင့် Rafale တိုက်လေယာဉ်တွေကိုစေလွှတ်ခဲ့ပါတယ်ဒီလိုမဟာမိတ်ဖွဲ့ကြီးရဲ့သဘောထားကိုယ်လက်မှုတွေဟာစတင်တော်မလာလို့မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်ဒီနေရာမှာပြောရရင် Greenland ဟာဒိန်းမတ်ရဲ့လက်အောက်မှာရှိနေတဲ့ဆိုပေမဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသလိုပါပဲ၎င်းတို့မှာဝန်ကြီးချုပ်ရှိပါတယ် Donald Trump ကတော့ Greenland မှာရှိတဲ့ပြည်သူတွေဟာ၎င်းတို့နဲ့ပေါင်းစည်းခြင်းနဲ့လို့ထင်မြင်မှုတွေနဲ့တူမလုံးပေးပြောကြားထားတာတွေလည်းရှိနေပေမဲ့ဒိန်းမတ်ဝန်ကြီးချုပ်ကတော့ကျွန်တော်တို့အနေနဲ့အခုချိန်ထိအမေရိကန်နဲ့ဒိန်းမတ်ကြားရွေးချယ်ရမယ်ဆိုရင်ဒိန်းမတ်ကိုပဲရွေးချယ်မှာပါလို့ပြောဆိုခဲ့ပြီးဂျာမနီတို့ကဆိုဗီယက်ဒေသကိုပို့ဆောင်ခဲ့တဲ့စစ်တပ်အင်အားတွေဟာအေးပိုင်းဒေသတွေမှာစစ်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နိုင်တဲ့အထူးတပ်ဖွဲ့တွေကိုစေလွှတ်ခဲ့တာပါအဆိုပါစစ်ရေးလှုပ်ရှားမှုတွေကြောင့်ပြန်လည်သုံးသပ်ရမယ့်တာတမန်ရေးရာကိစ္စတွေနဲ့မဟာမိတ်နိုင်ငံတွေကြားပြဿနာကတော့နေတိုးဖွဲ့ကြီးရဲ့ဥပဒေပြဋ္ဌာန်းချက်ပါအပိုင်း၅ပဲဖြစ်ပါတယ်၎င်းတို့မဟာမိတ်နိုင်ငံတွေကတနိုင်ငံကိုတိုက်ခိုက်ခံရတာဟာ၎င်းတို့အားလုံးကိုတိုက်ခိုက်တာနဲ့တူတူပါပဲဆိုတာပါဒါပေမဲ့လက်ရှိအချိန်ကြီးက၎င်းတို့မဟာမိတ်တွေချင်းချင်းသာပြိပက္ခဖြစ်ပွားခဲ့ရင်ရောဆိုတာကမိကုံးထုတ်စရာဖြစ်လာပါတယ်ဒါဟာ၎င်းတို့ရဲ့ပြဋ္ဌာန်းချက်တွေကိုပါပြောင်းလဲသွားနိုင်စေတဲ့အပြင်နေတိုးမဟာမိတ်ဖွဲ့ကြီးကိုတောင်ပြိုကွဲသွားနိုင်လောက်တဲ့အထိအကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာနိုင်စေပါတယ်ဆိုပါဆုံးချိန်ကြီးနေတိုးမဟာမိတ်ဖွဲ့ကြီးပြိုကွဲသွားနိုင်စေတာပါဒီအချိန်မှာစိုးရင်စရာတွေဖိအားတွေနဲ့တူဘရပ်ဆဲမှာရှိတဲ့နေတိုးဖွဲ့ချုပ်မှာတော့ပြိပက္ခတွေပုံမကြီးထွားနိုင်အောင်စူးစမ်းနေရမှာဖြစ်ပါတယ်ဒီနေရာမှာပုံဝင်လင်းလင်းပြောရရင်နေတိုးတပ်ဖွဲ့ရဲ့အင်အားဟာအမေရိကန်ကြောင့်သာဖြစ်ပြီးအမေရိကန်ရဲ့စီးရေးထောက်ပံ့မှုကြောင့်သာနေတိုးဖွဲ့ဝင်တွေရပ်တည်ဖို့ပုံမဆင်ပြေတာဖြစ်ပြီးဒါကိုလည်းဒေါ်နယ်ထရန့်ကအတီးလင်းပြောကြားထားတာတွေရှိပါတယ်ဒါကလည်းမှန်ကန်တိကျတဲ့စကားတစ်ခုလို့ပြောရမှာပါ Greenland ဟာအမေရိကန်ရဲ့လုံခြုံရေးအရာအရေးပါတဲ့ဒေသဖြစ်တာကြောင့်တကယ်လို့အဆိုပါဒေသနဲ့ပတ်သက်တဲ့တောင်းဆိုမှုတွေဟာနေတိုးဖွဲ့ရဲ့ပြိုကွဲမှုစတင်ရဖြစ်မယ်ဆိုရင်တော့ဒေါ်နယ်ထရန့်အနေနဲ့ယူဆိုင်နေမှာမဟုတ်ဘူးလို့ယူဆရမှာပါဒေါ်နယ်ထရန့်ရဲ့ပြောဆိုမှုတွေဟာနေတိုးမဟာမိတ်ဖွဲ့ကြီးရဲ့ကံကြမ္မာကိုသူ့အနေနဲ့အပေးယူလို့စရာတစ်ခုလို့သဘောထားနေတာတွေကိုတော့ရှင်းလင်းစွာမြင်သာနေတယ်လို့ပြောရမှာပါဥရောပနိုင်ငံတွေအနေနဲ့အမေရိကန်နဲ့Greenland ဒါမှမဟုတ် Greenland နဲ့နေတိုးအဖွဲ့တစ်ခုခုကိုရွေးချယ်ရမှာဖြစ်ပြီးဆွေးနွေးတိုင်ပင်မှုတွေရဲ့စကားသံတွေကတော့စိုးရင်စရာတွေဖြစ်ပေါ်လာစေပါတယ်။အငြိမ်းစားပြင်းတဲ့ပို့ချုပ်ကြီးမီရှယ်ဂျာကောကလည်းတကယ်လို့နေတိုးသာပြုတ်ခွဲသွားခဲ့ရင်သူတို့ကို Plus Time ကနေနက်ဖဲအထိဒီနေရာတွေကနေမောင်းထုတ်ပစ်ကြမှာပါ။ပြည်ထဲပင်လယ်ထဲမှာသူတို့ရဲ့တင်မော်တစည်းမှမချမ်းသူတို့ကိုဒီနေရာတွေကမောင်းထုတ်ပစ်မှာပါလို့ဆိုပါတယ်။ဒီလိုပြောဆိုချက်တွေထွက်ပေါ်လာတာကိုကြည်ရင်အပြင်၎င်းတို့အတွင်းပိုင်းထဲမှာအခြေအနေတွေတင်းမာနေတဲ့ဆိုတာတွေရဲ့တက်သေးလို့ပြောရမှာပါ။အဆိုပါစကားသံတွေက၎င်းတို့မပြေလည်မှုတွေကအခြေအနေတွေကိုစိုးမိုးနေတယ်လို့ဖော်ပြနေတာပါ။အကယ်၍နေတိုးဖွဲ့ကြီးသာပြိုကွဲသွားခဲ့ရင်ဥရောပနိုင်ငံတွေနဲ့အမေရိကန်တို့ကြားမြေပြင်စစ်ရေးအခြေအနေတွေကိုပါစိုးရိမ်စရာဖြစ်လာစေနိုင်တဲ့နောက်ဆက်တွဲပြည်ပခါတွေကိုဖြစ်လာစေနိုင်ပါတယ်။အမေရိကန်စနစ်တွေမှာကအစတပ်ဖွဲ့ဝင်တွေအနေနဲ့မြည်သူလက်အောင်မှာအမိန့်နိုင်ခံရမလဲဆိုတာတွေကိုပါဝေခွင့်မရဖြစ်လာတာမျိုးရှုပ်ထွေးလာစေနိုင်ပါတယ်။အဆိုပါကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်လက်တော်ထဲမှာတော့သဘောထားကိုယ်လဲမှုတွေဖြစ်ပေါ်လာစေပါတယ်။တချို့စစ်သားတွေကလွှတ်တော်ရဲ့ခွင့်ပြုချက်မပါဘဲပါဝင်ခဲ့ပြီးဒါတွေကတရားမဝင်တဲ့အမိန့်ကိုနာခံတာဖြစ်တယ်လို့ထုတ်ပြန်ချက်တွေကိုအလေးနက်ထားပြောကြားနေကြပါတယ်။ရုရှားနိုင်ငံဘက်ကတော့နေတိုးဘွဲဟာမော်စကိုနဲ့ဘေကျင်းတို့ရဲ့ချင်းချောင်းမှုအန်ဒီကိုအကြောင်းပြုပြီးစစ်ရေးတည်ဆောက်မှုတွေလုပ်နေတာပါလို့ဝေဖန်တာတွေရှိနေပါတယ်။အင်ဗျူတော်ပြောခွင့်ရကာရိုလိုင်းလေဗစ်ကတော့အခုလိုဥရောပတပ်တွေရောက်လာပေမဲ့သမရရဲ့ Greenland နဲ့ပတ်သက်တဲ့အစီအစဉ်တွေပေါ်မှာအကျိုးသက်ရောက်မှုမရှိဘူးလို့ဇန်နဝါရီလ15ရက်နေ့မှာပြောကြားခဲ့ပြီး Greenland ဝန်ကြီးချုပ်ရန်ဖရန်ဒါနီဆန်ကလည်း၎င်းတို့နဲ့အမေရိကန်အပိုင်းဖြစ်မခံသလိုအမေရိကန်ရဲ့အုပ်ချုပ်မှုကိုလည်းမခံဘူးလို့ခိုင်မာပြောဆိုထားပါတယ်။ဒိန်းမတ်နိုင်ငံယာယီဝန်ကြီးကတော့အမေရိကန်ရဲ့ဆွေးနွေးမှုတွေဟာအပြုသဘောဆောင်ဝင်မဲ့သဘောထားကိုယ်လက်မှုတွေရှိနေသေးတယ်လို့ပြောဆိုထားပါတယ်။လက်ရှိချိန်ဆိုပါဒေသမှာဖြစ်ပေါ်တာတွေကစစ်ဖက်ဆိုင်ရာထိပ်တိုက်တွေ့ဆုံမှုတွေမဟုတ်သေးပဲ၎င်းတို့မဟာမိတ်နိုင်ငံတွေကြားကရပ်တည်ချက်တွေပေါ်မေကုံးထုတ်စရာတွေဖြစ်လာစေတာပါ။ဥရောပနဲ့အမေရိကန်တို့ကြားကဒါမှမဟုတ်မဟာမိတ်နိုင်ငံတွေကြားကအားပြိုင်မှုလို့ပြောရမှာပါ။အမေရိကန်အနေနဲ့တရုတ်နဲ့ရုရှားတို့ရဲ့အန်ဒီရဲ့ကြောင့်ဒါမှမဟုတ်အမေရိကန်ရဲ့လူညုံကြီးကြောင့် Greenland ကိုပိုင်ဆိုင်ထားခြင်းနဲ့ဆိုတဲ့အကြောင်းပြချက်ကခိုင်မာမှုရှိပါမလားဆိုတာကလည်းမေကုံးထုတ်စရာပါ။တကယ်တမ်းတော့အဆိုပါဒေသမှာအမေရိကန်စစ်စခန်းတွေကဟိုးရင်တွေကရှိပြီးသားဖြစ်တဲ့အပြင်လိုအပ်လာရင်လည်းစစ်ရင်ရထပ်မံတိုးမြင့်ရန်အတွက်ခွင့်ပြုပေးနိုင်ကြောင်းကိုဒိန်းမတ်တို့ဘက်ကမိစိမ့်ပြထားပြီးသားပါ။ဒီနေရာမှာပြောချင်တာကစစ်အခြေစိုက်စခန်းချခွင့်ရတာနဲ့နေမျိုးကိုအပိုင်ရထားတူညီမှုမရှိသလိုလုပ်ပိုင်ခွင့်ကလည်းမတူညီပါဘူး။ဆိုတော့ဒေါ်နယ်ထရန့်ကဘာကြောင့်များဆိုပါဒေသကိုလိုချင်နေရတာလဲ။၎င်းတို့လိုချင်နေတဲ့အကြောင်းကဘာဖြစ်မလဲဆိုတာပါပဲ။ရှေးအတိတ်တွေမှာအမေရိကန်အနေနဲ့၎င်းရဲ့နေမြေချို့ဟာခြားသောနိုင်ငံတွေစီကဝယ်ယူခဲ့တဲ့တာတကားတွေလည်းရှိနေခဲ့ပူပါတယ်။ရုရှားတို့စီကနေအလက်စကာပြည်နယ်ကိုဝယ်ယူခဲ့ခြင်းကအမေရိကန်တို့အကျိုးမြတ်များစွာရရှိစေခဲ့သလိုအခု Greenland ဟာလည်းပြည်ပုံမပါတယ်မဟုတ်ပဲ၎င်းတို့ရဲ့ရေခဲပြင်အောက်မှာရှိနေတဲ့ဒေါ်လာထရီလီယံနဲ့ချီတဲ့တယံဇာတတွေကြောင့်လည်းပါမယ်ဆိုရင်မမှားပါဘူး။ဆိုတော့၎င်းတို့ရဲ့အမျိုး
မျိုးသားလုံခြုံရေးဆိုတဲ့အကြောင်းပြချက်တွေနောက်မှာအကျိုးစီးပွားတွေရှိနေတာပါဒါဟာတင်စားတဲ့လူပွဲတစ်ခုလို့လည်းပြောလို့ရပါတယ် Greenland ဟာပထဝီနိုင်ငံရေးအရာမဟာဗျူဟာကျတဲ့နေရာတစ်ခုဖြစ်ုံသာမကပဲလက်ရှိခေတ်သစ်ကမ္ဘာမှာအရေးပါဆုံးတဲ့တန်ဖိုးချီဆုံးမြေရှားသတ္တုတွေအများများပိုင်ဆိုင်တဲ့နေရာလည်းဖြစ်နေပြန်ပါတယ်ခေတ်သစ်နည်းပညာတွေနဲ့ဆက်လက်တဲ့ပစ္စည်းတွေအတွက်ဆိုပါသတ္တုတွေဟာယနေ့ခေတ်မှာအရေးပါဆုံးသတ္တုအရင်းမြစ်တွေဖြစ်လာနေတာပါမိတ်ဆွေတို့ရဲ့စမတ်ဖုန်းတွေကနေစပြီးခေတ်မီဆက်လက်တဲ့တွေအထိမရှိမဖြစ်အရေးပါတဲ့နေရာတွေမှာအသုံးပြုတဲ့ chess ပြားတွေအပြင်လက်ရှိပစ္စည်းတော်များများမှာအဆိုပါသတ္တုတွေအသုံးပြုရပါတယ်လက်ရှိမှာတော့ကမ္ဘာ့ဈေးကွက်ရဲ့မြေရှားဓာတ်စဉ်90%လောက်ကတရုတ်ရဲ့လက်ထက်မှာရှိနေပြီး၎င်းကိုတစ်ချိန်ချိန်မှာအနောက်နိုင်ငံများပေါ်လက်နက်တစ်ခုလိုအသုံးချလာနိုင်ပါတယ်ဒါကိုခုခံနိုင်ဖို့အတွက် Greenland မှာရှိတဲ့တရားစာရတွေကအရေးပါတဲ့ຢာတွေဖြစ်နေတာပါ Frank ကဒီနေရာကိုထိန်းချုပ်ဖို့မရမကကြိုးပမ်းနေရတဲ့အကြောင်းကတော့တရုတ်ရဲ့အဆိုပါတရားစာရတွေကိုရယူနိုင်မဲ့ခြေအနေကိုတားဆီးနိုင်ဖို့နဲ့၎င်းတို့ရဲ့နည်းပညာကုမ္ပဏီကြီးတွေအတွက်လိုအပ်တဲ့ကုန်ကျန်းသတ္တုတွေလုံလောက်စွာရရှိနိုင်ဖို့ဆိုရင်လည်းမမှားပါဘူး Donald Trump ကလည်းအဆိုပါကိစ္စကိုပေါ်တင်မဲ့ပြောပါတယ်ကျွန်တော်တို့ Greenland ကိုမရရင်ရုရှားနဲ့တရုတ်ကရယူဖို့စူးစမ်းလာနိုင်တာမို့ဒီလိုခြေအနေမျိုးဖြစ်မခံဘူးလို့လည်းသူကဆိုပါတယ်။ဥရောပအနေနဲ့လည်းအဆိုပါတင်စားရတွေကို၎င်းတို့တွေဖွံ့ဖြိုးမြတ်စွာအနေနဲ့နည်းပညာဆိုင်ရာလိုအပ်ချက်တွေမှာအသုံးပြုဖို့အတွက်ရည်ရွယ်ထားတာတွေရှိနေပါတယ်။ဒါဟာအမေရိကန်ရဲ့လုံခြုံရေးအတွက်တင်တာမကပဲအနာဂတ်ရဲ့စက်မှုတော်လှန်ရေးမှာဘယ်သူချုပ်ကိုင်နိုင်မလဲဆိုတဲ့တင်စားရနယ်မြေလူပွဲပဲဖြစ်ပါတယ်။ဆိုတော့အမေရိကန်ကသာအဆိုပါဒေသကိုပိုင်ဆိုင်ခွင့်ရပြီးထိန်းချုပ်လာခဲ့ရင်ဥရောပတို့ခေတ်မီနည်းပညာထုတ်လုပ်မှုတွေဟာလိုအပ်တဲ့ကုန်ကျန်းတွေအတွက်ဝါရှင်တန်ပေါ်လုံးဝအားကိုးလာရနိုင်ပါတယ်။အမေရိကန်အနေနဲ့ဥရောပကိုသာထိန်းချုပ်ထားနိုင်ရင်တော့၎င်းတို့ရဲ့မဟာကြတဲ့ဆုံးဖြတ်ချက်တွေကိုပါချုပ်ကင်သွားနိုင်မှာဖြစ်ပါတယ်။ဆိုပါဒေသမှာစစ်တပ်အင်အားတွေစီးရေးလေ့ကျင့်တာတွေနဲ့နေရာယူတက်ဖြန့်ချထားတာတွေကိုရင်ကုန်စိတ်လို့ဆရာစွာနဲ့စောင့်ကြည့်နေတဲ့သူတွေကတော့အင်အားကြီးစက်မှုလုပ်ငန်းရှင်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေပဲဖြစ်ပါတယ်။အခုလိုအခြေအနေမှာတရုတ်နဲ့ရုရှားတို့ကတော့၎င်းတို့ရဲ့မဟာပြိုင်မဲ့နေတိုးတပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေကြားကတင်းမာမှုအခြေအနေတွေကိုမျက်ခြေမပြတ်စောင့်ကြည့်နေကြပါတယ်။ရုရှားတို့လည်း Greenland ဟာပထဝီနိုင်ငံရေးအတွက်အရေးပါတဲ့နေရာတစ်ခုပါ။ရုရှားရဲ့မြောက်ပိုင်းရေတပ်သင်္ဘောတွေနဲ့နျူကလ িয়ার ရင်ကုန်သင်္ဘောတွေဖြတ်သန်းမှုတွေအရေးကြီးဆုံးနေရာက Greenland, Iceland ပါဝင်ယူကရီတို့ကြားမှာရှိတဲ့ GIU ကချချက်ဆုံးလုံးခေါ်တဲ့နေရာကျဉ်းကျဉ်းလေးတစ်ခုပဲဖြစ်ပါတယ်။ဆိုတော့ဆိုပါနေရာလေးကိုထိန်းချုပ်ထားတဲ့၎င်းတို့မဟာမိတ်နိုင်ငံတွေကြားမှာသဘောထားကိုယ်လန့်မှုတွေဖြစ်နေတာပါ။၎င်းတို့မဟာမိတ်တွေရဲ့ရေတပ်အင်အားတွေမှာလိုအပ်ချက်တွေဖြစ်လာခဲ့ရင်ရုရှားရင်ကုန်သင်္ဘောတွေနဲ့ရုရှားရေတပ်တွေအတွက်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာနေမြေစုမှုမှုပုံမရရှိသွားနိုင်ပါတယ်။ဒါ့အပြင်အခြားတစ်ဖက်မှာတရုတ်ကလည်းဥရောပပါဝင်၎င်းတို့နဲ့ US ကြားကသူတို့ရဲ့ရေရှည်စီးပွားရေးစီမံကိန်းတွေအတွက်အခွင့်အရေးတစ်ခုလိုတွက်ချက်စဉ်းစားနေနိုင်ပါတယ်။မလွယ်ကူပေမဲ့ဥရောပကသာအမေရိကန်နဲ့ကုန်သွယ်ရေးမှာအဆင်မပြေမှုတွေဖြစ်လာခဲ့ရင်၎င်းတို့ရဲ့အာရှဈေးကွက်တွေပေါ်ချိကပ်လှန်နိုင်ခြင်းပုံမများပြားလာနိုင်ပါတယ်။နေတိုးဖွဲ့ဝင်တွေကြားအမေရိကန်နဲ့ဥရောပကြားယုံကြည်မှုမှုံဝါးလာတဲ့တပိုင်းနဲ့ဘေကျင်းနဲ့ဂရမ်လင်ကအဆိုပါပြဿနာတွေဟာသူတို့ရဲ့ကမ္ဘာဩဇာအာဏာအမြင့်ဆုံးထိရောက်အောင်အသုံးချသွားနိုင်ပါတယ်။ဒါဟာမဟာမိတ်အချင်းချင်းပြိုင်ဆိုင်မှုတွေကြားကပြိုကွဲစာပြုလာတဲ့နေတိုးဖွဲ့ရဲ့နေဝင်ချင်းတို့ပြောဖို့အချိန်လားလို့တောင်မေးခွန်းထုတ်ရမှာပါ။နောက်ဆုံးအနေနဲ့ပြောရရင် Greenland ကျတဲ့ဟာအလုံးစိုးရင်နေကြသလိုနေတိုးဖွဲ့ပြိုကွဲသွားနိုင်မလားဆွေးနွေးညှိနှိုင်းမှုတွေကနေတဆင့်ပြေလည်သွားတဲ့အခြေအနေနဲ့ယုံကြည်မှုကိုပြန်လည်တည်ဆောက်နိုင်မလားဆိုတာတင်ပြရင်းနဲ့အဆုံးသတ်လိုက်ပါတယ်။နောက်များမှာလည်းအခုလိုစစ်ဖက်ဆိုင်ရာအကြောင်းအများနဲ့ဘိုးသူရဆိုင်ရာအကြောင်းအများကိုဆက်လက်တင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုပေးကြဖို့တောင်းဆိုပါရစေ။နောက်ဗီဒီယိုတစ်ခုမှပြန်လည်ဆုံတွေ့ကြပါစို့လို့ပြောရင်နှုတ်ဆက်လိုက်ပါတယ်။ကျွန်တော်ကတော့ပြည်စုပါ။